ကျေးဇူးများတင်ပါတယ်ကျွန်တော်အားလုံးနားလည်အောင်ပမာလိုပဲကျူစာပြီးတော့ပြောပါမယ်လို့ပျော်ရွှင်တဲ့ချင်းမျိုးသားလေးဖြစ်ပါစေလို့ကျွန်တော်ထိတ်ထိတ်လေးရင်ထဲကနေဆုတောင်းပေးပါတယ်ကျွန်တော်တို့လူအင်အားနေပေမဲ့ဒီ San Francisco Bay Area မှာရှိတဲ့ကျွန်တော်ချင်းလူမျိုးတွေဟာကျွန်တော်တို့တိုင်းပြည်တဲ့လူမျိုးအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီလူမှုရေးတာရေးနာရေးမှာပဲဖြစ်ဖြစ်အင်အားစိတ်ထုတ်တဲ့ပိုင်းမှာကျွန်တော်အဲ့ဒီရခိုင်မှာဖြစ်တော့ပဲဆိုလို့ရှိရင်အင်မတန်မှအဲ့ဒီအားထားရတဲ့ဒီလူမှုရေးအတင်းအဖွဲ့အတင်းတော်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်လည်းဒီအဖွဲ့အစည်းထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှဝမ်းသာပြီးတော့ပုံပြပါတယ်လို့ဒီနေ့လည်းကျွန်တော်တို့မလက်တဲ့ကြားရတယ်အချိန်ပေးပြီးတော့ချင်းမျိုးသားလေးကိုဒီလူချင်းပါဖို့ဥဆောင်မှုရပြုတဲ့လူကြီးမင်းတွေကိုအထူးကျေးဇူးတင်ပါတယ်ချင်းမျိုးသားလေးဟာကျွန်တော်တို့ချင်းလူမျိုးတွေအတွက်အင်မတန်မှတာဖူးထားတဲ့အမြင့်မြတ်ဆုံးနေထူးနေမြတ်ဖြစ်ပါတယ်ကျွန်တော်တို့ရောက်တဲ့နေရာတိုင်းမှာချင်းမျိုးသားလေးကိုချင်းပါချစစ်မြေပြင်မှာလည်းချင်းမျိုးသားလေးကိုကျွန်တော်တို့ချင်းပါတယ်ကမ္ဘာမြို့ကြီးအတီးတီးတွေမှာလည်းကျွန်တော်တို့ချင်းမျိုးသားလေးကိုချင်းပါတယ်ဒီနှစ်ဆိုလို့ရှိရင်2025ခုနှစ်89ကြိမ်မြောက်ချင်းမျိုးသားလေးဟာကမ္ဘာတိတ်ကြီး၄ခုမှာရှိတဲ့ချင်းလူမျိုးတွေကအတီးတီးချင်းပါကြအခုဒီနေ့ဒီချိန်မှာကျွန်တော်တို့ချင်းပါဆင်နွှဲနေတဲ့ချင်းမျိုးသားလေးဟာဒီနေ့အတွက်နောက်ဆုံးဆင်နွှဲတဲ့ပွဲဖြစ်ကောင်းဖြစ်နိုင်တယ်လူကြီးနေပေမဲ့ကျွန်တော်တို့နောက်ဆုံးမှာဆင်နွှဲတဲ့ပွဲဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့နောက်ဆုံးချက်ကတင်းငယ်တော့ပါဘူးကျွန်တော်တို့ရဲ့အမျိုးသားကြီးအတွက်လွတ်လပ်မှုအတွက်တန်တူမှုအတွက်လူအခွင့်အရေးအတွက်ကျွန်တော်တို့ရဲ့ကျူပန်းဆောင်ရွက်မှုတွေကျွန်တော်တို့ရဲ့ဘုရားသခင်စီမှာအဲ့ဒီစက္ကန့်မှုတွေကအလကားဖြစ်မယ်လို့ကျွန်တော်လုံးဝမထင်ပါဘူးအကျိုးရှိမယ်လို့ကျွန်တော်တတိချယုံကြည်ပါတယ်ဒီလိုမျိုးချင်းမျိုးသားလေးကိုဘာကြောင့်တော်တဲ့တောင်ထဲမှာစစ်မြေပြင်မှာကျင်းပနေကြတယ်ဘာကြောင့်ကမ္ဘာအရှိဖြားကလည်းစပြီးတော့ကမ္ဘာအနောက်ဆုံးဆိုကျွန်တော်တို့ဒီကယ်လီဖိုးနီးယားမှာကျင်းပနေကြတယ်ဒီလောက်မှာမလက်တဲ့ကြားထဲကနေဘာလို့ကျွန်တော်တို့ချိန်ပေးပြီးတော့ဒီချင်းမျိုးသားတွေကိုကျင်းပနေကြတယ်ကျွန်တော်တို့ကျင်းပနေတဲ့အကြောင်းရင်းကကျွန်တော်၄ချက်ရှိတယ်လို့ကျွန်တော်ယုံကြည်တယ်ချင်းမျိုးသားတွေဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတဲ့သမိုင်းကြောင်းတွေပြောရင်တော့အများရှင်းကြလိမ့်မယ်ခုကျွန်တော်တို့တော်လှန်ရေးဆင်နွှဲနေတဲ့ချိန်မှာလူမျိုးတစ်မျိုးပြည်ထောင်တစ်ခုတိဆောက်ခုကျူးစာနေတဲ့ချိန်မှာကျွန်တော်တို့ချင်းမျိုးသားနဲ့ကျင်းပနေရတဲ့အကြောင်းရင်းကအင်မတန်မှတင့်တော်ပြီးတော့ကျင်းပဖို့အင်မတန်မှထိတ်တာနဲ့နေထူးနေမြဖြစ်ပါပထမကျွန်တော်တို့ဘာကြောင့်ချင်းမျိုးသားတွေကိုကျင်းပတယ်လဲဘာကြောင့်ကျွန်တော်တို့ celebrate လုပ်တယ်လဲရှင်သွဲတယ်လဲကျွန်တော်တို့လူမျိုးတွေဟာလွတ်လပ်တဲ့လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ celebrate ရှင်သွဲပျော်ပျော်ရွှင်ရွှင်ကျင်းပရခြင်းဖြစ်ငါတို့ဟာလူမျိုးတစ်မျိုးဖြစ်တယ်ဘုရားသခင်ကဖန်ဆင်းထားတဲ့လူမျိုးတစ်မျိုးဖြစ်တယ်ငါတို့ဟာတိုင်းပြည်ယဉ်ကျေးမှုစာပေလူမျိုးအင်္ဂါရနိုင်ငံတစ်ခုအင်္ဂါရနဲ့ပြည်ဆုံးတဲ့လူမျိုးတွေဖြစ်ပြီးတခြားလူမျိုးတွေကလာပြီးတော့ကျွန်တော်တို့ကိုလာအောက်ချောက်တဲ့ချိန်ကျွန်တော်တို့လွတ်လပ်ပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းအမျိုးသားတွေဟာကျွန်တော်တို့လွတ်လပ်မှုကိုဆင်နွှဲတဲ့အင်မတန်မှပြောဖို့ကောင်းတဲ့ဥလူစရာကောင်းတဲ့နေထုံးနေဖြစ်တယ်နောက်တစ်ခုအဲ့ဒီလွတ်လပ်မှုကဝေဖွာလာတဲ့အရာပါလဲဆိုတော့ကဲငါတို့လူမျိုးတွေငါတို့တိုင်းပြည်လွတ်လပ်ပြီဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်သွားမလဲကျွန်တော်တို့လွတ်လပ်ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုလာအောင်ချုပ်တဲ့ပြည်ပကဗြိတိရှတွေထွက်သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လိုမျိုးစနစ်ကိုကျင့်သုံးပြီးတော့ကျွန်တော်တို့အုပ်ချုပ်ကြမလဲဆို
ကျွန်တော်တို့အဲ့ဒီ ancestor ဘူးဘွားတွေနှစ်ပေါင်း90ခုနှစ်တုန်းကဟိုးပလက်ဝါကနေဟိုးတန်တာကနေဒီခါကနေအရှိအနောက်ကောင်ရောက်ချင်းပြီးတော့သူတို့ခြေကျင်နဲ့လာပြီးတော့တချို့ဆိုရင်တော့တမိုင်းပြန်ကြည့်တဲ့အခါလာနဲ့ချီပြီးတော့လမ်းလျှောက်လာကြတယ်ဟောဆောင်ဖလမ်းမှာလာပြီးတော့စုဝေးကြစုဝေးပြီးတော့သူတို့ဗြိတိရှတွေလက်အောက်ကလည်းကျွန်တော်တို့လွတ်လပ်ပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လွတ်လပ်တဲ့ချင်းပြည်ကိုဘယ်လိုစနစ်မျိုးနဲ့ကျွန်တော်တို့ပုံဖော်ပြီးတော့အုပ်ချုပ်မလဲဆိုတဲ့ဟာကိုသူတို့စဉ်းစားတဲ့အချိန်ကျွန်တော်တို့လွတ်လပ်မှုကကျွန်တော်တို့ရဲ့စီလုံးမှုငွေဖွာပေးအရှိအနောက်တောင်မြောက်ဇုံပဲဖြစ်ဖြစ်ချိုးပဲဖြစ်ဖြစ်ခုမီးပဲဖြစ်ဖြစ်လာပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းမှာကျွန်တော်တို့ဟာလူမျိုးတစ်မျိုးတည်းဖြစ်တယ်ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့ခုဟာဖန်တီးရမယ်ကျွန်တော်တို့ကံကြမ္မာအတွက်ဘယ်ပြင်ပပယောဂမှာပါဝင်ဆွတ်ဖတ်မှုမရှိတဲ့လွတ်လပ်တဲ့ကျွန်တော်တို့ရဲ့လူပေါင်းတဲ့တူဒီဆောက်နေဆိုတဲ့ဟာကျွန်တော်တို့ဖန်တီးရတဲ့အင်မတန်မှမူပြတ်ပါတန်ဖူးကြီးပါအဲ့ဒီလွတ်လပ်မှုကဝေဖော်လာတဲ့ညီဝတ်မှုကိုစီလုံးညီဝတ်မှုကိုကျွန်တော်တို့ဝေဖော်ပေးအဲ့ဒီမှာကျွန်တော်ထင်တယ်ချင်းလူမျိုးတွေချင်းခေါင်းဆောင်တယ်တနေရာလေးမှာတစ်ချိန်တည်းမှာလာရောက်ပြီးတော့မိမိရဲ့ကံကြမ္မာအတွက်မိမိရဲ့ရှိရေးအတွက်လာပြီးတော့ဆူဆူစီစီလုံးလုံးနဲ့ခေါင်းချင်းတိုင်ပြီးတော့သူတို့စီလုံးညီဝတ်ပြတာတယ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ချင်းအမျိုးသားတွေဟာချင်းလူမျိုးတွေရဲ့စီလုံးညီဝတ်မှုကိုပြတာတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖူးဖွားတွေကအမွေအဖြစ်ထားခဲ့တဲ့စီလုံးညီဝတ်မှုကိုကျွန်တော်တို့ဆင်နွှဲနေရခြင်းဖြစ်တယ်အင်မတန်မှကုန်ယူစရာကောင်းပါတယ်တာဖူးလေးကြီးပါတယ်အခုကျွန်တော်တို့တိတ်ပွဲဝင်နေတဲ့အချိန်မှာအခုနောက်ကျွန်တော်တို့ဒီကျွန်တော်ရှိမှပြောထားတဲ့လူကပေးဆက်မှုတွေကအရန်များအသက်တွေနေတိုင်းပေးနေရကိုယ်အင်္ဂါဆက်အပိုင်းတွေနေတိုင်းပေးနေရဥအိမ်စီးစိမ်တွေကျွန်တော်တို့ဆွတ်လွတ်နေရကျွန်တော်တို့ဘာသာရေးဘုရားကျောင်းတွေဘုံကျဲခံနေရကျွန်တော်တို့လူနာတွေဆေးကူးတဲ့ဆေးရုံတွေဆေးဘက်ခန်းတွေဘုံကျဲခံနေရအဲ့ဒီအချိန်မှာပြည်သူလူထုတရက်လုံးကတင်းခံပြီးတော့လွတ်လပ်မှုအတွက်ဒီမိုကရေစီရဲ့အတွက်တန်တူညီမျှရေးအတွက်ကုချမပူဖန်တီခွင့်ရနိုင်ရေးအတွက်အားတင်းပြီးတော့အန်ကျိတ်ပြီးတော့တော်ဟန်တိတ်ပွဲဝင်နေကြအခုကျွန်တော်တို့ပြောနေတဲ့ self determination ကုချမပူဖန်တီခွင့်အတွက်ကျွန်တော်တို့တိတ်ပွဲဝင်ဒီမိုကရေစီရဲ့အတွက်ကျွန်တော်တို့တိတ်ပွဲဝင်ပြောနေကြခုနပြောတယ်ကျွန်တော်တို့ဖူးဖွားတွေကတစ်ပေါင်း90ခုနှစ်တုန်းကစီလုံးမှုကိုပြသခဲ့တယ်သူတို့ကမြေရှင်ပရိသတ်စနစ်ကိုဆွန့်လွတ်ပြီးတော့ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်မယ်ဆိုတာသူတို့ရွေးချယ်ခဲ့တယ်အဲ့ဒီအင်္ဂလိပ်လိုပြောမယ်ဆိုရင် I the chief versus we the chief peopleလူတဦးတယောက်ရဲ့အာဏာအစာပြည်သူလူထုရဲ့အာဏာနဲ့အစာထူတဲ့အချုပ်စနစ်ကိုကျွန်တော်တို့ကျင့်သုံးတဲ့နေ့ဖြစ်အင်မတန်မှမမြောက်ပြီးတော့ကျွန်တော်တို့ self determination ဆိုတာကျွန်တော်တို့ချင်းပြည်မှာချင်းအမျိုးသားနဲ့စတင်မွေးဖွားတော့က self determination ကိုကျွန်တော်တို့ကျင့်သုံးခဲ့ပေမဲ့ပြင်ပအုပ်ချုပ်သူတွေကကျွန်တော်တို့အနိုင်ကျင့်တယ်လူမှုရေးအရာနိုင်ငံရေးအရာဘာသာရေးအရာလူမျိုးရေးအရာကျွန်တော်တို့ကိုဖိနှိပ်ချုပ်ချယ်လွတ်လပ်မှုဆိုတာမရှိခဲ့ဘူး။တန်းတူညီမျှမှုဆိုတာမရှိခဲ့ဘူး။ကျွန်တော်တို့ချင်းလူမျိုးတွေကပင်လုံစာချုပ်မှာလက်မှတ်ထိုးပြီးတော့ဒီထောင်စုကိုစတင်ထောင်တဲ့ဗမာရှမ်းကချင်နဲ့တန်းတူဒီထောင်စုတည်ထောင်ခဲ့ပေမဲ့ကျွန်တော်တို့ဟာ second class citizen လို့ပဲကျွန်တော်တို့ဆက်ဆံမှုစုကိုချုပ်တယ်အဲ့ဒီဟာတွေကိုလူငယ်တွေကခုခ
က်တဲ့အခေါ်နဲ့တော့ generation Z လို့ခေါ်ကြတယ်လူငယ်တွေကလွတ်လပ်မှုကိုလိုချင်တယ်ခုကျမကိုဖန်တီးမှုကိုလိုချင်တယ်ကျွန်တော်တို့ဖိုးဖွားတွေကနှစ်ပေါင်း90ကျော်တော့ကအုံမစ်ချခဲ့တဲ့လွတ်လပ်မှုဒီမိုကရေစီကြီးတန်တူကြီးအဲ့ဒါတွေအတွက်တိတ်ပွဲဝင်ပြီးတော့အသက်ပေးနေကြတယ်ပေးစမှုတွေကများပေမဲ့ကျွန်တော်တို့ရဲ့ပန်းတိုင်ရဖို့အမျှော်လင့်ချက်ကဒီခုချိန်မှာကျွန်တော်တို့အင်မတန်မှနီးစပ်နေတယ်လို့ကျွန်တော်တို့အားလုံးကစိတ်ထဲမှာယုံကြည်နေကြတယ်ကျွန်တော်တို့ချင်းပြည်မှာကြည့်မယ်ဆိုလို့ရှိရင်နေမြေအများစုကကျွန်တော်တို့ချင်းတော်လှန်ရေးချင်းလူမျိုးတွေရဲ့လွတ်မြောက်နေမြေထဲမှာရောက်ရှိနေတာလေဆိုတာကျွန်တော်တို့ညှင်းလို့မရဘူးမတရားအုပ်ချုပ်နေတဲ့လူတွေကနည်းနည်းပါပါပဲတို့ထိန်ချောက်ထားနိုင်တယ်ဆိုတာကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ဖြစ်ပါကျွန်တော်တို့တကယ်လွတ်လပ်မှုဒီမိုကရေစီရဲ့တတူညီမျှမှုကိုဖန်တီးနိုင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဖူးဖွားတွေအုံးမြချခဲ့တဲ့စီလုံးညီမှုကိုအတိတ်တစ်ခါပြန်တည်ဆောက်နိုင်မှာပဲဒီလွတ်လပ်မှုဒီမိုကရေစီခုကျပါဖန်တီးဖို့ဆိုတာတည်ဆောက်နိုင်မှာဖြစ်ပါကျွန်တော်တို့အားလုံးတတိထားရတဲ့အချက်ကအခုချိန်မှာကျွန်တော်တို့ချင်းလူမျိုးတွေညီမမှာကိုမလူလားတဲ့ရံမှုရှိအဲ့ဒါကိုကောင်းကောင်းလဲတတိထားချင်းတစ်မျိုးသားလုံးစိတ်နှလုံးသားထဲမှာအမြဲတည်းရအရေးကြီးကျွန်တော်တို့ရန်သူကကျွန်တော်တို့စီလုံးမှာကိုအရန်ကြောက်ဘာကြောင့်ကြောက်တယ်လဲကျွန်တော်တို့စီယုံရင်သူတို့ချဲ့တယ်လို့ရမှာမဟုတ်ဘူးကျွန်တော်တို့စီယုံရင်ကိုကျမတို့ဖန်တီးခွင့်လွတ်လပ်ခွင့်ဒီမိုကရေစီအခွင့်အရေးတွေကျွန်တော်တို့ကျင့်သုံးနိုင်မှာသူတို့အာဏာရှင်တွေကပြင်ပချင်တဲ့သူတွေကမလူချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီလုံးမှာကိုမလူလောက်အမျိုးမျိုးတွေးထိုးကြကျွန်တော်တို့ကအမျိုးမျိုးထောက်ဆက်ကြမလုံးအမျိုးမျိုးပေးကြအဲ့ဒါကြောင့်ကျွန်တော်တို့တကဘာလုံးမှာရှိတဲ့ချင်းတွေရဒီချိန်မှာအဓိကသတိထားရမှာကဘယ်သူကငါရံဘူးလဲဘယ်သူကငါညီရဘူးလဲရန်ငါခွဲခြားတတ်အင်မတန်မှဒီကိုဒီနေ့ကျွန်တော်တို့ဖျားเจ้าမှာကျန်းစာလဲဖတ်ကိုညီရဘူးချင်းချင်းကြားထဲမှာအပြန်အလှန်ချစ်ခင်မှုကျင်နာမှုအပြန်အလှန်လေးစားမှုတိဆောက်မှုကအင်မတန်မှအရေးကြီးကျွန်တော်တို့ချင်းလူမျိုးတွေဟာဒီမျိုးနွယ်စုအလိုက်ကွေးပြားတယ်မတူကွေးပြားမှုတွေရှိအဲ့ဒီမတူကွေးပြားမှုတွေကိုကျွန်တော်တို့ဉာဏ်နဲ့ရှင်းပြီးတော့အင်အားအဖြစ်အသုံးချတတ်ဖို့အင်မတန်မှအရေးကြီးကျွန်တော်တို့ချင်းလူမျိုးတွေဟာ53မျိုးရှိတယ်လို့ပြောကြလဲရှိအဲ့ဒီ53တော်ရောင်စုံလူမျိုးတွေဟာအင်မတန်မှငါပါတဲ့ပန်းချံပန်းခင်းလို့ကျွန်တော်တို့မျက်စိထဲမှာမြင်အောင်တက်ဖို့ကျွန်တော်တို့အမြဲတမ်းငယ်ငယ်ကလေးကနေတင်ကြားလာတဲ့ရွတ်ဆူလာတဲ့ဟာစီလုံးချင်းဒီခွန်အားအဲ့ဒီစီလုံးပြီးတော့ကျွန်တော်တို့အင်အားကြီးလာပြီးတော့ကျွန်တော်တို့ရန်သူကျွန်တော်တို့အနာတိတ်ပြီးတော့ခြေလှယ်မှုတွေမတရားမှုတွေကိုကျွန်တော်တို့တွန်းလှန်နိုင်ပါဘူးကြောက်ရွံ့တဲ့လူတွေရှိအဲ့ဒါကိုကောင်းကောင်းလည်းတတိချက်ဖို့ချင်းငယ်ကိုအားလုံးလူတွေကနေကျွန်တော်ထပ်ပြီးတော့တတိပေးတယ်အင်္ဂလိပ်အဆူမှာတခုရှိညီအကိုချင်းချင်းကြားထဲမှာတခါတလေသဘောကွဲလွဲမှုတွေရှိတတ်တယ်ဒါပေမဲ့ blood is thicker than water တွေကအရေးကြီးလာရင်စကားပြောတွေဆိုတာရည်နဲ့ရှင်းလို့မရပြီးတော့ကျွန်တော်တို့ဒီချင်းငယ်ကိုကြားထဲမှာဒီဇောရမို့လက်ရှိဝန်ကြီးချုပ်ကပြောမှုတာရှိတယ်ဒီချောင်းနဲ့ပွမ်းကမရာနဲ့လိုင်ပြီးလူကြတယ်တဲ့မရာငါတို့အဲ့ဒါချောင်းကငါတို့ဟာတဲ့လိုင်ပြီးလည်းငါတို့ဟာလို့ငင်းခုကြတယ်တဲ့ဒါပေမဲ့အမွေလူတွေဆိုတာတဲ့
你也不亲亲，然后也得生个拉比罗为拉路的时候没起步，那种不然那来啊，你也不应聘的时候，不嘛被得包包多的，比如得包包多的。အဲ့လိုမျိုးကျွန်တော်တို့ညီအကူချင်းဖြစ်တဲ့အကြောင်းစဉ်းစားလာမယ်ဆိုလို့ရှိရင်ပြောစရာအများကြီးရှိတယ်ကျွန်တော်တို့ချင်းစကပုံမှာလည်းရှိတယ်ညီလမောင်တမောင်ဆိုတာရှိတယ်လူတွေဆိုတာတဲ့ဝါတော်လူပဲဝါပင်တွေကကြီးလိုက်လို့ရှိရင်တပင်ချင်းပဲဒါပေမဲ့အဲ့ဒီအမြင့်ကိုတူးလိုက်လို့ဆိုရင်အဲ့ဒီအမြင့်တွေကအားလုံးဆက်နေနေကြတယ်ကျွန်တော်တို့ချင်းနေဟာစိတ်ဝင်ပွဲရမယ်အချိန်မဟုတ်ကျွန်တော်တို့အောင်ပွဲရဖို့လက်တကမ်းလို့ကျွန်တော်တို့လူငယ်လူရွယ်တွေပင်တက်တွေပင်ရှိတွေတကယ်လုံးကလာပြီးတော့ကျွန်တော်တို့လွတ်လပ်မှုအတွက်ဒီလောက်ပင်ဆက်နေတဲ့အချိန်မှာကျွန်တော်တို့တွေကစိတ်ဝင်ပွဲဖို့ကမတက်နိုင် We can't afford to be disunited. We must unite. We must win this fight. အခုဒီမှာ San Francisco Bay, California မှာရှိနေတဲ့လူတွေကငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့ထိုင်နေလို့မရတယ်ဘူးကျွန်တော်တို့ကစစ်နေပြင်မှာတွားပြီးတော့စစ်မတိုက်ပဲနဲ့တနက်မပြစ်ပဲနဲ့ဒီကလည်းကျွန်တော်တို့တက်နိုင်တဲ့လက်နဲ့ပိတ်ဆိုင်ဝီကြီးဆူတောင်းပေးခြင်းအားဖြင့်ကျွန်တော်တို့ပါဝင်တာပါကျွန်တော်တို့တရားမှုကိုပြောတာဖြစ်ကျွန်တော်တို့ပြည်တွင်းမှာတိတ်ပွဲဝင်နေတဲ့နေစဉ်နဲ့အများအသက်ပေးနေတဲ့လူတွေနဲ့ရင်ပေါင်တန်းပြီးတော့တိတ်ပွဲဝင်နေတာပဲဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်ဒီကုန်း6နေနဲ့ပြောရမှာဆိုလို့ရှိရင်ချင်းအမျိုးသားနဲ့ကျွန်တော်တို့အချိန်ကုန်ခံပြီးတော့အပြင်ပန်းခံပြီးတော့ကမ္ဘာတိတ်ကြီးလဲခုမှာမြို့ကြီးတွေမှာစစ်မြေပြင်မှာတောတွေမှာရွာတွေမှာကျင်းပနေတဲ့အကြောင်းရင်းကငါတို့ကလွတ်လပ်တဲ့လူမျိုးတွေဖြစ်တယ်ငါတို့ကစီလုံးနေဝတ်တဲ့လူမျိုးတစ်မျိုးတွေဖြစ်တယ်ငါတို့ရဲ့စီလုံးနေဝတ်မှုကိုကျွန်တော်တို့ celebrate လုပ်နေတာဖြစ်တယ်ငါတို့ရဲ့ခုချမှာကိုဖန်တီးခွင့်ငါတို့ရဲ့ကံကြမ္မာကိုအပင်ကလူတွေကလာပြီးတော့ဝင်မဆွတ်ဖတ်ဖို့ကျွန်တော်တို့အောင်မြင်ချရတဲ့နေ့ကိုကျွန်တော်တို့ဆင်နွှဲပြီးတော့ကျင်းပနေတဲ့နေ့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့အတိတ်တစ်ခါကျွန်တော်တို့ရဲ့စီလုံးတွေလို့ကိုပြန်ပြီးတော့တိဆောက်ကြရအောင်ကျွန်တော်တို့ရဲ့လွတ်လပ်မှုကိုပြန်ပြီးတော့ celebrate လုပ်ကြရအောင်ကျွန်တော်တို့ရဲ့အနာဂတ်ကံကြမ္မာအတွက်ခုခြေတော့ပေါ်မှာမရပ်တည်ပြီးတော့တတိရှိရှောက်လာနိုင်တဲ့လူမျိုးဖြစ်နိုင်ဖို့ကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားကြရအောင်ဘေးတော်လှန်ရေးမဆိုပြီးသူလူထုပါဝင်တဲ့တော်လှန်ရေးကပေါ်အောင်ပြီးတဲ့တော်လှန်ရေးဆိုတာမရှိဘူးအခုကျွန်တော်တို့ဆင်နွှဲနေတဲ့တော်လှန်ရေးကလည်းပြည်သူလူထုတရက်လုံးပါဝင်တဲ့တော်လှန်ရေးဖြစ်ပြည်တွင်ပြည်ပချင်းလူမျိုးတွေအားလုံးတက်နိုင်တဲ့ဘက်ကနေပါဝင်ပြီးတော့ဆင်နွှဲနေတဲ့တော်လှန်ရေးဖြစ်ဒီလိုမျိုးပြည်သူလူထုတရက်လုံးပါဝင်တဲ့တော်လှန်ရေးပေတော့မှကြာဆုံးတယ်ဆိုတာမရှိဘူးအောင်ကိုအောင်မြင်ရဒါပေမဲ့ကျွန်တော်တို့ဒီနေ့အိမ်စာအဖြစ်2025ခုနှစ်ချင်းမျိုးသားနဲ့ရရှိတည်တဲ့လွတ်လပ်မှုရရှိတည်တဲ့ဒီမိုကရေစီလူအခွင့်အရေးဆိုတာတည်ဆောက်ဖို့ကျွန်တော်တို့အခြေခံအောင်မြင်ကျွန်တော်တို့ဖူးဖော်ရချပတ်ခဲ့တဲ့စီလုံးငွေမှုကိုအဲ့ဒီနေရာကိုပြန်ပြီးတော့ရှောက်ခံကြရအောင်စီလုံးမှုကလည်းစပြီးတော့တည်ဆောက်ကြရအောင်ကုဆိုင်ရာအဲ့ဒီစီလုံးငွေမှုစီယုံရေးစကားကျွန်တော်တို့တွေဟာညီအကိုတွေဖြစ်ကြတယ်ကျွန်တော်တို့တွေဟာလူမျိုးတစ်မျိုးတွေဖြစ်ကြတယ် We are one in chain ဆိုတဲ့စကားလုံးကိုအဲ့ဒီသတင်းစကားပါကြရအောင်2025နှစ်အတွင်းမှာကျွန်တော်တို့ချင်းလူမျိုးတွေအားလုံးစီလုံးမျိုးတွေတည်ဆောက်နိုင်ဖို့ကြိုးစားကြရအောင်ပျော်ရွှင်တဲ့ချင်းမျိုးသားတွေဖြစ်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်